ကျွန်တော်တို့ iPhone iPad တွေမှာဒီ assistive tag လေးကိုအသုံးပြုပြီးတော့ power order screenshot ရိုက်တာလေးကိုဘယ်လိုလုပ်ရမလဲဆိုတာရှင်းပြပေးမှာဖြစ်ပါတယ်ဒီ tag လေးကိုကျွန်တော်တို့ကြာလေးဖိလိုက်မယ်ဆိုတော့ဒါ screenshot ရိုက်သွားပြီကျွန်တော်တို့ဒါနှစ်ချက်စတိုက်နေလိုက်မယ် power on ပါပါအဲ့ဒါလေးကျွန်တော်တို့လောက်ပါအတွက်ဆိုကျွန်တော်ဒီ setting တော့တစ်ချက်ပါပါမယ် setting တော့ကျွန်တော်ဒီ accessibility ကျွန်တော်တစ်ချက်ပါမယ် accessibility တစ်ချက်ဝါပြီဆိုတော့ဒီမှာကျွန်တော်တို့ test ဆိုတာလေးရှိပါတယ်ဒီ test ဆိုတာတစ်ချက်နေပြီဒီမှာပုံမှာ accessibility test ဆိုတာလေးရှိပါတယ်တစ်ချက်ဝင်လိုက်မယ်ဝင်ပြီဆိုတော့ကျွန်တော်ဒီမှာ on ထားရမယ်ဒါလည်း on ထားမယ်ဒါ single tag ကတော့ကျွန်တော်တို့ဒါလေးဖွင့်လိုက်တစ်ချက်နေလိုက်ဒါ menu လေးပေါ်လာတာ over menu လို့ပေါ်တယ်ဒါတစ်ပတ်တက်မှာဆိုရင်ဒါ lock screen တစ်ပတ်တက်မှာဆိုကျွန်တော်ဒါဒီမှာ lock screen ရွေးထားတယ်တစ်ပတ်တက်မှာ lock screen ရွေးထားပြီးနောက်ပြီးတော့ကျွန်တော်တို့ဒါ long plan မှာဆိုရင်ကျွန်တော်တို့ဒီမှာ segment short ဆိုတာလေးရွေးထားတယ် segment short ဆိုတာလေးရွေးထားအဲ့လိုမျိုးလေးလုပ်ပြီးတော့ဒီအခြား setting တွေလက်ရှိရအခြား setting တွေလက်ရှိရကိုကြိုက်တာလုပ်လို့ရပါတယ်ကျွန်တော်တို့ဒီ segment short နဲ့ဒါ power order လေးကိုတက်စင်ဆိုအဲ့ဒီနှစ်ခုလေးထားတာပါတယ်အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်